နှစ်တိုင်းပေးနေတဲ့Nobel Prize 6 ခုထဲမှာလူငင်းခုံမှုအများဆုံးလူစိတ်ဝင်စားမှုအများဆုံးဆုကဘာဆုလဲဆိုတော့ငင်းချိုင်း Nobel ဆုဖြစ်တယ်ဒီငင်းချိုင်း Nobel ဆုဟာဘာဖြစ်လို့လူငင်းခုံမှုပိုများလဲဆိုတော့သူကဒီ physics တို့ chemistry တို့ပေးတဲ့ဆုတွေလို့သိပ္ပံနည်းအကြားတိုင်းတာလို့မရဘူးလူတွေရဲ့အဖွဲ့အစည်းတွေလူတွေရဲ့ထင်မြင်ချက်တွေကနေပေါ့နော်ဒီအရေးကြီးမယ်လို့ထင်တဲ့ဟာတွေကိုမှပေးတဲ့ဆုဖြစ်တယ်အဲ့ဒါကြောင့်မို့တို့တမိုင်းတစ်လျှောက်မှာကြည့်မယ်ဆိုရင်လည်းဥပမာအမေရိကန်နိုင်ငံရဲ့ပေါ့နော် Secretary of State ဟောင်း Henry Kissinger ကိုသူတို့ Nobel Prize ပေးတဲ့ချိန်မှာလည်းတော်တော်လေးကိုရိုက်ခတ်မှုတွေဖြစ်သွားတယ်။ဘာလို့လဲဆိုတော့ Henry Kissinger က war criminal တယောက်ဖြစ်တယ်။နော်စစ်ရာဇဝတ်ကောင်တယောက်ဖြစ်တယ်။ဘာလို့လဲဆိုတော့သူတို့ဒီ Vietnam War ကာလတုန်းကပေါ့နော်ဒီလာအိုနဲ့ကမ္ဘောဒီးယားမှာနော်ဘုံကျဲတိုက်ခိုက်မှုတွေကိုသူကအမိန်ပေးညွှန်ကြားခဲ့ပြီးတော့မှသူတို့ရဲ့ report တွေအရပြည်သူပြည်သား9000နဲ့တသိန်းခွဲရှိတဲ့နော်ကမ္ဘောဒီးယားပြည်သူပြည်သားတွေကတည်ကြည်ပစ္စည်းရတယ်အဲဒါကြောင့်မို့သူ့ကိုငင်းချိုင်း Nobel ဆုပေးတဲ့အခါမှာတော်တော်လေးကိုရိုက်ခတ်မှုတွေဖြစ်သွားတယ်ပြီးတော့မှဒီခက်တက်မှာလည်းပေါ့နော်ဒီမချသေးခင်အချိန်တွေတုန်းကလည်းအိုဘားမားကိုသူတို့က Nobel Prize ပေးတဲ့ချိန်မှာလည်းတော်တော်လေးကိုငင်းခုန်မှုတွေရှိတယ်သဘောမတူမှုတွေရှိတယ်အခုခက်မှာလဲပေါ့နော်အခုဒီနေ့မှာလဲဒီ2025မှာပေးမယ် Nobel Prize မှာလဲဒီလိုမျိုးညှင်းခုန်မှု controversial ကိုလှုပ်လာတဲ့လူကတော့ဘယ်လိုလဲဆိုတော့သမ္မတကြီး Mr. Donald Trump ပဲဖြစ်ပါတယ်နော်ဆိုတော့ Donald Trump ကသူပြောတာကတော့သူကစစ်ပွဲ9ပွဲကိုသူကရက်ဆိုင်ပြီးသွားပြီအဲ့ဒါကြောင့်မို့သူဟာ Nobel Peace နဲ့သူကထိုက်တန်တယ်ဆိုပြီးတော့သူကတောက်လျှောက်နော်អော်နေတဲ့လူဖြစ်တယ်အဲ့တော့ဒါပေမဲ့ကျွန်တော်တို့ပေါ့နော်ဒီသူရက်ဆိုင်ခဲ့တဲ့စစ်ပွဲ9ပွဲကိုဒီတခြားပေါ့နော် expert မျိုးမျိုးဒီ political scientist တွေ expert မျိုးမျိုးကကြည့်လိုက်တဲ့ခါကျတော့ထုံးစံအတိုင်းပဲဘာမှမကန်နဲ့နော်ရှော့ရှော့ပြောတာတွေဖြစ်နေတယ်ပြီးတော့မှဒီ American နိုင်ငံသားတွေကိုလည်းနော်ဒီ poll လို့ခေါ်တဲ့ဒီအမြင်ကို survey လုပ်ကြည့်လိုက်တဲ့ခါကျတော့86%ကDonald Trump ကNobel Prize ရထိုက်တယ်လို့မဟုတ်ပါဘူးဆိုပြီးတော့မြင်ကြတယ်ဆိုလိုတဲ့ဘောတရားကဒါတွေကဘာဖြစ်လို့လဲဆိုတော့ဒီငိမ့်ချိုင်းရေး Nobel Prize နဲ့ဆိုင်ပြီးတော့မှအငင်းခုန်တဲ့เนาะအမြင်မတူမှုတွေဖြစ်တယ်ဒီလိုမျိုးအမြင်မတူမှုတွေကြောင့်မို့လဲဒီငိမ့်ချိုင်း Nobel Prize ကိုလူတွေကတခြား price တွေတက်ပို့ပြီးတော့မှစေဝန်စားကြတယ်เนาะဆိုတော့မနေ့ဖြစ်မှာဒီ Nobel Prize ကိုမနေ့ဖြစ်မှာစပြီးတော့မှကျွန်တော်တို့ Stockholm ကနေကြီးညာတော့မှဖြစ်တယ်ဆိုတော့အားလုံးထဲမှာပေါ့နော်ဘယ်သူအရင်ခုံဆုံးဖြစ်မလဲလို့ကျွန်တော်စဉ်းစားကြည့်လိုက်တဲ့ခါကျတော့သမ္မတကြီး Mr. Donald J. Trump ပဲရင်ခုံဆုံးဖြစ်လိမ့်မယ်လို့ထင်ပါတယ်